ရွှေစကားငွေစကားအစီအစဉ်ညစဉ်မျောလင့်ဆောင်စားနေကြတဲ့အနေနဲ့ရကမိတ်ဆွေပြိတ္တမိသားစုများအားလုံးကိုစိတ်နှဖြာကြမ်းမာတည်တဲ့ကြမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်နိုင်မှုနဲ့ကြပါစေကံဉဏ်ဝရိယသုံးချက်လုံးအားကောင်းအောင်လဲဂျိုးပန်တော်မူနိုင်ကြပါစေလို့လိုက်လဲမေတ္တာပို့တာနှုတ်ခွန်းဆက်တာလိုက်ပါတယ်ခင်ဗျာရွှေစကားငွေစကားအစီအစဉ်အနေနဲ့ရကမိတ်ဆွေများအသုံးတဲကြတဲ့အကျိုးထူးကြတဲ့ဟဲ့ရောင်းရင်ဝယ်တာလေးတွေအစဉ်ပြေတယ်ဟဲ့ဒီနေ့ကံရဲ့အပံမိုးရစေတယ်ဟဲ့စသဖြင့်ပြန်လဲကြားသိရတော့လဲဝမ်းသာမိပါတယ်ခင်ဗျကဲအခုကတော့ဖြင့်စက်တင်ဘာလ18ရက်နေ့အတွက်ရွှေစကားငွေစကားခေါ်ကြချက်များဖြစ်ပါတယ်ခင်ဗျရှေးဥစွာသတင်းအခြေတအားကြီးတဲ့တနင်္ဂနွေသားသမီးမိတ်ဆွေများဒီလိုနေ့တွေမှာကလေသူတစ်ပါးရဲ့ကိစ္စတွေကိုကိုကစေနာဝန်တန်းကိုညီပံပိုးရတာမျိုးလောက်ရတလို့ကို့အတွက်လဲသူတစ်ပါးစီမှာအကူညီတောင်းရတာမျိုးတွေပတ်စံချီရငှားရတာမျိုးတွေဒါမျိုးတွေတော့လာပြီးကြုံရတတ်တယ်လန်ခရီးကိစ္စတို့တွားရေးလာရေးတည်ယူပို့ဆောင်ရေးကိစ္စတွေမှာစိတ်နှောက်ချက်လေးတွေများတတ်တာလေတတိပြုပါဒီလိုနေ့တွေမှာကို့အတွက်ပဲဖြစ်မိသားစုတွေအတွက်ပဲဖြစ်ပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပဲတင်တန်းတက်မဲ့တို့ပဲစာမွက်ဖြစ်မဲ့တို့စုတူးဘွဲ့တူးယာတူးဂုံတူးကိစ္စတွေတင်တန်းကိစ္စဗီဇာပတ်ဖို့ဆိုင်ရာကိစ္စမျိုးတွေဦးစားပေးစ조사တဲ့နဲ့ဖုန်းနဲ့ပတ်သက်လို့ဝမ်းသာစရာအခွင့်အရေးကောင်းကြုံတတ်တယ်ဟိုအဝေးပြည်ပကမောင်နှမသားချင်းအောက်လက်ငယ်သားတပိတပန်းမိတ်ဆွေပေါင်းတဲ့နေစီကအကူအညီပံ့ပိုးကောင်းအဆက်အသွယ်ကောင်းနေလေရတတ်ပါတယ်ဒီလိုနေ့တွေမှာတနင်္ဂနွေသားသမီးမိတ်ဆွေတွေကစိတ်မောလူမောလေးတွေဖြစ်တာတို့စိတ်လိုက်မှန်ပါအပြောမှအလုံးမှအဆုံးပြမှားလေးတော့တတိကျပါခင်ဗျကံရပံမိုးရဖို့ဆိုရင်တော့အဝါရောင်တို့ရွှေရောင်တို့လိမ္မော်ရောင်တို့များပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါရောင်ကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဓာတ်ခဲလေးတစ်လုံးအစဉ်ပြေတဲ့တော့မဲ့အားကောင်းတဲ့ဓာတ်ခဲလေးနဲ့ပေါ့တို့ခောက်ပြီးတော့ဆူတောင်းဒီနေ့ကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကဏ္ဍတွေက2ကဏ္ဍခွန်ကဏ္ဍတနင်္ဂနွေသားသမီးမိတ်ဆွေတွေကတန်ရှင်းနဲ့ပတ်သက်တဲ့ကုသိုလ်ကဲဘုရားစီဒီဇေယျတစ်စောင်းတွေမှာတန်ရှင်းကုသိုလ်လုပ်တာပဲဖြစ်တပုတ်တန်တို့သွားလိုက်စေးတို့ဆပ်ပြားတို့အမိုက်တောင်းတို့တပြည့်စီးတို့ခြေတုပ်ခုံးတို့လူတန်းတဲ့ကုသိုလ်မျိုးပြုလုပ်တာပဲဖြစ်အဲ့ဒါမျိုးလေးပြုပြီးတော့ကံရဲ့အပံပိုးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့သတင်းမဟာတအားကြီးတဲ့တင်းလာသားသမီးမိတ်ဆွေများဒီလိုနေ့တွေမှာကတော့လေတေမြေကြီးရှင်ရွှေကြီးဆိုသလိုပဲလူတယောက်ရဲ့ဘဝမှာထိတ်ဆုံးတက်သွားရင်လည်းဒီကိန်းအောက်ဆုံးပြုတ်ကြရင်လည်းဒီကိန်းအတက်အကျတော့ကျမ်းမယ်အယောအစားတော့ကြီးတယ်ကိုယ့်ဘက်ကပိုင်နိုင်ကြာကြာနာစူးစမ်းနေတဲ့ကိစ္စတွေမှာအောင်မြင်မှုကိုအကြီးရတာပြီးတော့မဆိုးမပို့မရေမရသွားလို့ခဲ့ရင်လည်းဆုံးရှုံးနေတာမှုတွေကြီးမားတတ်ပါတယ်ဒါကြောင့်တင်းလာသားသမီးတို့ကြီးလုံမဲ့ကိစ္စဆိုရင်အပိုင်သာဒုံချပြီးလုပ်ပြီးတော့ရမဲ့ကိစ္စလည်းရဖြူမဆိုဖြူမဲမဆိုမဲပြက်ပတသားဆုံးပြတ်တဲ့နဲ့အထူးသဖြင့်ကတော့အိမ်သစ်နေရာသစ်လုပ်ငန်းသစ်အစီအစဉ်သစ်တွေအိမ်ပြောင်းနေရာပြောင်းအလုပ်ပြောင်းအပြောင်းလဲကိစ္စတွေဦးစားပေးတဲ့နဲ့ခရီးသွားပြီးလောက်ရတဲ့အလုပ်တွေဒီကကုန်ပစ္စည်းတွေဟိုကကုန်ပစ္စည်းဒီတဲ့ယူပို့ဆောင်ရေးဆိုင်ရာကိစ္စမျိုးတွေဦးစားပေးပြီးတော့စ조사တက်ပါတယ်မထင်မှတ်တဲ့လူကြီးမိဘဆရာသမားတွေစီကအကူအညီကောင်းနေရတတ်တယ်ခါတိုင်းနေများတဲ့ရန်တွေနောက်ချက်လေးများတာတော့တတိပြုသေးချက်ပါဒိန်းလာသားသမီးတွေဒီလိုကိန်းမျိုးမှာကံရံပါမိုးရဖို့ဆိုရင်တော့အနီရောင်တို့ကြက်သွေးရောင်တို့ခရမ်းရောင်တို့များပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုတ်ပြီးတော့ဝတ်ဆင်သုံးစွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုတရက်ခိုင်းလေးတကိုင်းဒါမှမဟုတ်လေတရက်ယူအထုပ်လေးနဲ့ရိုက်ပုတ်ပြီးတော့ဆူတောင်းဒီနေ့ကိုတို့ကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကဏ္ဍတွေက4ကဏ္ဍ6ကဏ္ဍနေဖြစ်ပါတယ်ဒိန်းလာသားသမီးတွေကံရဲ့အပါမိုးရဖို့ဆိုရင်တော့အတုတ်တစ်မျိုးကဲမြတ်စွာဘုရားမှာပဲလှူအပေါင်းတဲ့မိတ်ဆွေတွေကိုပဲဒါနပြုခုအစဉ်ပြေအတုတ်တစ်မျိုးလှူတဲ့ကုသိုလ်လေးပြုပြီးတော့ကံရဲ့အပံပိုးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့အစဉ်လာတအားကြီးတဲ့အင်္ဂါသားသမီးမိတ်ဆွေများဒီလိုနေ့တွေမှာကလေစတူတွဲပြီးလုံးမဲ့ကိစ္စတွေစာချုပ်ချို့ဆိုလုပ်ကိုင်မဲ့လုပ်ငန်းမျိုးတွေစားတော့ကုန်အစားအသောက်ထုတ်လုပ်ဖြန့်ချီရောင်းချခြင်းစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေထူးထူးခြားခြားအောင်မြင်နိုင်တယ်လုပ်ငန်းအသစ်စတာတို့အခြေတည်တာတို့ယင်းနှိမ့်မြုပ်နှံတာတို့ကုန်ပစ္စည်းတူလောင်တာတို့ဒါမျိုးလေးတွေဦးစားပေးကြိုးစားတဲ့နဲ့စိတ်နှခွဖြစ်เสียလေးတွေငွေပစ္စည်းအလေလွင့်အကြပေါက်အဆုံးရှုံးများတာလေးတွေကြမ်းဖာပြီးအကျွေးတင်နေတို့ပစ္စည်းပြောက်ငွေပြောက်တို့ဒါလေးတော့တတိထားလိမ့်မယ်တခုရှိတာကအစင်မပြေမသက်မမြတ်ဖြစ်နေတဲ့လူကြီးမိဘဆရာသမားတွေစီကပြန်ပြီးတော့အကူညီကောင်းနေရတတ်တယ်အင်္ဂါသားသမီးတွေကံရဲ့အပါမိုးရဖို့ဆိုရင်တော့အညိုရောင်တို့ခရမ်းရောင်တို့မယမ်းရောင်တို့များပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဇွန်ကလေးတစ်ချောင်းအစီမြေသင့်တော်တဲ့ဇွန်ကလေးတစ်ချောင်းနဲ့တို့ခောက်ပြီးတော့ဆူတောင်းမယ်ကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကဏ္ဍတွေက2ကဏ္ဍ9ကဏ္ဍအင်္ဂါသားသမီးတွေကံရဲ့အပံမိုးရဖို့ဆိုရင်တော့စီလှူဒန်းတဲ့ကုသိုလ်ကိုအတိုင်းနဲ့ကိုအစဉ်ပြေသလောက်အခြေအနေပြေသလောက်စီလှူဒန်းတဲ့ကုသိုလ်လေးပြုတ်ပြီးတော့ကံရဲ့အပံပိုးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့ယရနာအထုပ်တွေနဲ့မျိုးမဲ့မဟာဗုဒ္ဓတို့လည်းရောက်လာပါပြီ
ဒီလိုနေ့တွေမှာကလေကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလှုပ်ဖို့ကံဘက်တွေနဲ့ပြန်လဲဆုံစည်းရတတ်တယ်အကြောင်းကြောင့်ရပ်ထားနားထားခဲ့ရတော့လုပ်ငန်းဟောင်းရည်ရွယ်ချက်ဟောင်းအစီအစဉ်ဟောင်းတွေပြန်စ조사တဲ့နဲ့တာသမီအောက်လက်ငယ်သားတပည့်တပန်းအလုပ်သမားနဲ့ပတ်သက်တဲ့ဝန်သားစရာစိတ်ချမ်းသာစရာတွေလည်းကြုံရကြရတာပါတယ်ဗျငွေဟောင်းပစ္စည်းဟောင်းတွေပြန်ဝင်တတ်တယ်ကောင်းတဲ့အဟောင်းတွေပြန်ပေါ်တတ်တယ်လို့ပြဿနာဟောင်းယောဂဟောင်းတွေတော့နည်းနည်းသတိထားငွေတွေရွှင်ရွှေတွေရတနာပစ္စည်းတွေဝင်ကားတို့ရင်တို့စက်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေအောင်မြင်အဲ့တော့မနာလို့အပြိုင်ဆိုင်လေးတွေပေါ်ပြီးတမင်တက်တက်ကိုညစ်တာရန်လို့ကြောက်တွန်းအမှုပတ်ကြားညဒါလေးတော့နည်းနည်းကြည့်ဆက်ရပါလိမ့်မယ်သို့တော့ကိုကံကောင်းခြင်းရောက်ပြီမို့ဗုဒ္ဓသားသမီးတို့ရေလုံကြီးတိုးတိုးတင်းတင်းဝက်လိုဝိုင်းကြောင်းမှကြိုက်ပြီးပျော်ပျော်ကြီးစူးစမ်းကြတာပေါ့ဗုဒ္ဓသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင်တော့အစိမ်းရောင်များပါတဲ့အဝတ်အစားသုံးဆောင်တွေကိုအားပြုတ်ပြီးတော့ဝတ်ဆင်သုံးသွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုခရင်လေးတစ်ချောင်းခမင်းစားတဲ့ဇွန်ခရင်ကခရင်လေးတစ်ချောင်းနဲ့တို့ခောက်ပြီးတော့ဆူတောင်းကံကောင်းလက်ရွှင်စေမယ့်နံပါတ်တွေကနန်းတွေက2ကနန်း4ကနန်းဒီလိုနေမျိုးမှာဗုဒ္ဓသားသမီးတွေကခောက်ဆွဲကြော်ပြုတ်တုတ်နော်ခောက်ဆွဲမြတ်စွာဘုရားမှာပဲလှူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနပြုအဲ့ဒါလေးနဲ့အတူကံရဲ့အပံ့ပိုးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့ရတနာထေးမဲ့ကြာတာတွေသားသမီးမိတ်ဆွေများဒီလိုနေ့တွေမှာကလေမထင်မှတ်တဲ့မိတ်ဆွေတို့ဆရာသမားတို့စီကအကူကြီးကောင်းအပံ့ပိုးကောင်းတွေရတတ်တယ်ရေနစ်နေတော့မှမေခလာလာခဲ့တယ်လို့မျိုးကိုယ့်ရဲ့အခက်အခဲကိုကူညီဖြည့်ရှင်းပေးမဲ့သူပေါ်လာတတ်တယ်ထီပေါက်မဲပေါက်ဆုရရာထူးတိုးတယ်လို့ကန်ထူးတတ်တယ်လူများတကာတွေအတွက်ခက်ခဲထင်းကောပိတ်ဆို့ကြံ့ကြာနေပါတယ်ဆိုတဲ့ကိစ္စတွေတောင်ကိုယ့်အတွက်လွယ်ကူချောမွေ့နေတတ်ပါတယ်ဗျကံကြမ္မာရွှေမိုးငွေမိုးကတော့ရွာပြီးကြာတာတွေသားသမီးတို့ရေအရာမီစူးစမ်းရအောင်ဒီလိုနေ့ဒီမှာကိုယ်ကံကတအားကောင်းပြီးတော့ဆွေမျိုးရင်းမိတ်ဆွေရင်းလှုပ်ဖို့ကံဘက်တို့တော့ပူပင်တော့ကလေးတွေရှိတတ်တယ်ကြာတာတွေသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင်တော့အဝါရောင်တို့ရွှေရောင်တို့လိမ်မော်ရောင်တို့များပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဆပ်ပြာကလေးတစ်ခဲနဲ့တို့ခောက်ပြီးတော့ဆူတောင်းကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကနန်းတွေက9ကနန်း9ကနန်းကြာသွေးသားသမီးတွေကဆန်လှူဒန်းတဲ့ကုသိုလ်ကဲကိုတန်တိုင်းတစ်ပိုင်းလေးပေါ့ဗျာကိုတန်းတဲ့ကိုတန်းတဲ့လောက်ဆန်လှူဒန်းတဲ့ကုသိုလ်လေးပြုတ်ပြီးတော့ကံရဲ့အပံ့ပိုးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့စိန်ရွှေကြောက်ရတနာတွေကိုဇဲတောက်ခါကစားမဲ့တောက်ကြသားသမီးမိတ်ဆွေများဒီလိုနေ့တွေမှာကလေကံတရားကကိုယ်မျက်နှာသာပေးနေတယ်အဲ့တော့ကိုယ့်ဘက်ကစူးစမ်းဖို့ပါပဲငွေရလူကအကြံဉာဏ်အားတွေတုံးပြီးတော့ဇွဲလုံးတော်ဝီအားတွေတုံးပြီးတော့လက်ရှိလုပ်ငန်းတွေကိုတိုးမလားချဲ့မလားအရှိန်မြင့်မလားနောက်ထပ်လုပ်ငန်းသစ်အရွေချက်သစ်အစီအစဉ်သစ်တွေစမလားခကြီးသွားပြီးလုပ်ရတဲ့အလုပ်တွေအဝေးပြပနဲ့ဆက်နွယ်ချိတ်ဆက်တဲ့ကိစ္စတွေစူးစမ်းမလားအလွန်ကောင်းတယ်ကိုယ့်စီကိုလည်းတည်င်းကောင်းဧည့်သည်ကောင်းတွေရောက်လာတတ်ပါတယ်ဗျာကဲအဲ့တော့နည်းနည်းလေးတော့ပင်မမယ်နည်းနည်းလေးတော့မောမယ်မောဝါကြိုပင်မကြိုနတ်မချင်းဖြစ်ပါတော့ကြောင့်တောက်ကြသားသမီးများမာတင်းတင်းကြိုးစားတဲ့အချိန်ဖြစ်ပါတယ်လို့ကိုင်းရပါမိုးရဖို့ဆိုရင်တော့အကွက်အပြောက်တွေအဆက်အပြောက်အကြောင်းအကြားတွေများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုရှောက်ရုံထုတ်လေးတစ်ထုပ်သုံးမှုရှောက်တီးလေးတစ်လုံးနဲ့တို့ခောက်ပြီးတော့ဆူတောင်းကံကောင်းလက်ရွှင်စေမယ့်နံပါတ်တွေကနန်းတွေက6ကနန်း10ကနန်းတွေဖြစ်ပါတယ်တောက်ကြသားသမီးတွေကဖြော်ရည်တစ်မျိုးမျိုးအစင်မြင့်တဲ့တော့တဲ့ဖြော်ရည်အချိုရည်အေးပလင်စသည်ဖြစ်မို့ဗျာတခုခုလူဒန်းတဲ့ကုသိုလ်လေးပြုတ်ပြီးတော့ကံရဲ့အပံ့ပိုးရရှိကြပါစေခင်ဗျာကဲဆက်လက်ပြီးတော့အခြေပွားစီမဲ့စနေသားသမီးများဒီလိုနေ့တွေကိုဟောရတာတော်ဝမ်းသာစိတ်ချမ်းသာဖို့ကောင်းတယ်လူတရားရဲ့ဘောမှာဝင်ငွေတွေတိုးတယ်တို့ဟာလုပ်ငန်းတွေထူးထူးခြားခြားနေချင်းညချင်းဆိုသလိုတိုးတက်သွားတယ်တို့အလုပ်နာမည်ကောင်းရတယ်တို့ဆိုတာဒီလိုကိန်းမျိုးမှာလာပြီးဖြစ်တတ်တာဟဲ့ဈေးဝင်သူစီရဝယ်ဟဲ့အလုပ်အရှင်သူစီမှာအဟဲ့စသဖြင့်ဟာလုပ်ငန်းတွေနေချင်းညချင်းဆိုလို့တိုးတက်နာမည်ကောင်းရပြီးတော့အောင်မြင်သွားတယ်ဆိုတာဒီလိုကိန်းမျိုးမှာဘေးရင်ဆရာပြောတိုင်းဟာချက်လောင်းဆိုပြီးတော့မဖြစ်ဘူးပေါ့ဗျာကိုယ့်ဘက်ကကြိုးစားရင်အဲ့ဒါမျိုးတွေဖြစ်မဲ့ချင်းရောက်ပြီဝင်ရိုးဝင်စင်မဟုတ်တဲ့ငွေတွေဝင်လာတတ်တယ်မိမိဥဆောင်ပတ်သက်ပြီးတော့အလှမင်္ဂလာပေါ်လန်းတဲ့ပင်ကိစ္စတွေလုပ်ရတတ်တယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့အခွင့်အရေးလေလံကန်ထရိုက်အခွင့်အရေးပွဲစားအကျိုးဆောင်အခွင့်အရေးကောင်းတွေပေါ်တတ်တယ်ကိုအနှစ်နဲ့လာရွယ်မျှော်မှန်းထားတဲ့တန်မိုးကြီးပစ္စည်းတွေလည်းဝင်တိုက်ရတတ်ပါတယ်ဗျဒီကိန်းမျိုးမှာသားသမီးအောက်လည်းငယ်သားအလုပ်သမားကိစ္စလေးတော့နည်းနည်းစိတ်ရှုပ်ရတတ်တယ်စနေသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင်အဖြူရောင်တို့ငွေရောင်တို့မိခိုးရောင်တို့များပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဂျင်းတက်ကလေးတက်နဲ့တို့ခောက်ပြီးတော့ဆူတောင်းကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကနန်းတွေက4ကနန်း9ကနန်းစနေသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင်တော့ကိတ်မုံကဲအစဉ်ပြေတဲ့တို့ဆို66ကိတ်မုံဆိုတာလေးလှူဒန်းတဲ့ကုသိုလ်ပြုတ်ပြီးတော့ကံရဲ့အပံ့အပိုးရရှိကြပါစေခင်ဗျာ